မှာတခြင်းတပုတ်အသင့်တင်ရအောင်တော့တချို့သူတွေကတီးပြီးသားလည်းဖြစ်ပါလိမ့်မယ်ဒါမဲ့တခြင်းကတီးပြီးတာပဲဖြစ်ဖြစ်အသစ်ပဲဖြစ်ဖြစ်အတိကရေးချတာကဖခင်ရဲ့အတူရှိခြင်းတာရေးချတာဖြစ်တယ်အာမင်ရှိတဲ့နေရာကနေမတည့်ရပြီးမှတခြင်းတပုတ်တင်ရအောင်She
အတွင်းမဲ့ဖြစ်တစ်ခေါက်ဖခင်ရဲ့ထံတော်ထဲမှာတိုးဝင်ကြရအောင်ကျွန်တော်
လိုပေးတော်မူများအတွက်ကိုရောကိုယေရှုတင်နေယုံကြည်ခြင်းနဲ့ရင်ဆွဲယုံကြည်ခြင်းနဲ့ပုံပေါ်ယုံကြည်ခြင်းနဲ့သိမ့်ပိုင်လေယုံကြည်ခြင်းနဲ့ရင်ဆွဲယုံကြည်ခြင်းနဲ့ပုံပေါ်ယုံကြည်ခြင်းနဲ့သိမ့်ပိုင်လေယုံကြည်ခြင်းနဲ့ရင်ဆွဲယုံကြည်ခြင်းနဲ့ပုံပေါ်ယုံကြည်ခြင်းနဲ့သိမ့်ပိုင်လေယုံကြည်ခြင်းနဲ့ရင်ဆွဲယုံကြည်ခြင်းနဲ့ပုံပေါ်ယုံကြည်ခြင်းနဲ့သိမ့်ပိုင်လေအာမင်ယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းနဲ့ရင်ဆွဲယုံကြည်ခြင်းနဲ့ပုံပေါ်ယုံကြည်ခြင်းနဲ့သိမ့်ပိုင်လေယုံကြည်ခြင်းနဲ့ရင်ဆွဲယုံကြည်ခြင်းနဲ့ပုံပေါ်ယုံကြည်ခြင်းနဲ့သိမ့်ပိုင်ယုံကြည်ခြင်းပြေဝခံလိုက်ပါယုံကြည်ခြင်းနဲ့ရင်ဆွဲတရားယုံကြည်ခြင်းပေါ်မှာကိုယ်တော်လုံးပါချင်တယ်ယုံကြည်ခြင်းနဲ့ရင်ဆွဲယုံကြည်ခြင်းနဲ့ရင်ဆွဲယုံကြည်ခြင်းနဲ့ပုံပေါ်ယုံကြည်ခြင်းနဲ့သိမ့်ပိုင်နောက်တစ်ခါဝင်ခံရယုံကြည်ခြင်းနဲ့ရင်ဆွဲယ
ခြင်းနဲ့ပုံပေါ်ယုံကြည်ခြင်းနဲ့သိမ့်ပိုက်မယ်ယုံကြည်ခြင်းနဲ့ရည်ဆွဲယုံကြည်ခြင်းနဲ့ပုံပေါ်ယုံကြည်ခြင်းနဲ့သိမ့်ပိုက်မယ်ဟာလေလုယာကိုရောပြုတော်မူတဲ့မြတ်တဲ့ကိုရောကိုကျေးဇူးတရားအာမင်ကျေးဇူးတင်တယ်တသမီးတို့ရဲ့အရောက်ချင်းစီတိုင်းပေါ်မှာကိုရောရဲ့တို့ထီချင်းအသစ်တစ်ဖန်ပြန်လဲခံစားခွင့်ပေးတော့ကြောင့်ကိုရောကိုကျေးဇူးတင်တယ်အာမင်အချိန်တိုင်းလုံးစုံပါလဲကိုရောကျွန်တော်တို့နဲ့အတူပါရှိတော်မူမိအကြောင်းတပါတီတော်ယေရှုနာမကိုမြည်ပြုလက်ဆုတောင်းစကားအနံပါဖတ်ပြတဲ့ခင်အာမင်ဟာလေလုယာဖျားရှင်ကောင်းမြတ်ပါတယ်အာမင်ကျွန်တော်တို့ကိုယ်ကိုယ်ချင်းမှာလွတ်မြောက်ခြင်းရလားရပါတယ်နော်ဖျားရှင်ကိုရောကိုယေရှုတင်တယ်ဆိုပြီးတော့ကျွန်တော်ကိုရောကိုယေရှုတင်ကြောင်းပြောရအောင်အာမင်တခင်ယေရှုဖျားကိုရောကိုယေရှုတင်တယ်ဆိုတဲ့၃ချိန်ဆိုပြီးတော့၃ချိန်ကျွန်တော်တို့ဝန်ခံရအောင်ကြွေးကြော်ရအောင်အာမင်1 2 3တခင်ယေရှုဖျားကိုရောကိုယေရှုတင်တယ်တခင်ယေရှုဖျားကိုရောကိုယေရှုတင်တယ်တခင်ယေရှုဖျားကိုရောကိုယေရှုတင်တယ်အာမင်ဟာလေလုယာကျွန်တော်တို့တခြင်းဆိုတဲ့ကဲတော့ဖျားပေးတဲ့ယူပါယုံယုံကြည်ခြင်းနဲ့ကျွန်တော်တို့ယေဆွေးပြီးတော့ပုံဖော်ပြီးတော့အာမင်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့တိမ်ပိုက်ရမှာဖြစ်တယ်ဟာလေလုယာရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်ဖျားရှင်ကောင်းမြတ်ကြောင်းတခါကြွေးကြော်ရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဆိုပြီးတော့၃ချိန်ဝန်ခံရအောင်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာအာမင်ဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့တိုင်းနိုင်ငံအတီးတီးပေါ်မှာဆိုပြီးတော့၃ချိန်ဆက်လက်ပြီးတော့ဝန်ခံရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့တိုင်းနိုင်ငံအတီးတီးပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့တိုင်းနိုင်ငံအတီးတီးပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့တိုင်းနိုင်ငံအတီးတီးပေါ်မှာအာမင်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီမြန်မာစီစဉ်မှာပထမအကြိမ်လာရောက်ပါတယ်ဆိုတဲ့လူတစ်ပေါ်နော်ရှိခဲ့တဲ့ဆိုရင်လက်ထောင်ပေးပါကျွန်တော်တို့ယေရှုနာမဖြင့်ကောင်းချီးပေးခြင်းတဲ့ကြိုးဆိုခြင်းတဲ့ဝေါအများကြီးရှိတယ်နော်ဂျေဇုပြုမတ်တရပေးပါနော်မတ်တရပေးပါကျွန်တော်တို့ယေရှုနာမဖြင့်ကောင်းချီးပေးခြင်းတဲ့အာမင်ဆရာလေးဂျေဇုပြုမတ်တရပေးပါနော်ဆရာကုထိုင်တဲ့သူရောက်ရှိတဲ့လက်ဆမ်းပြီးတော့ဖျားရှင်သားသမီးဖျားရဲ့သားသမီးရောက်ရှိတဲ့ဖျားရှင်ကောင်းချီးပေးပါစေဆိုပြီးတော့၃ချိန်ကောင်းချီးပေးရ1 2 3ဖျားရဲ့သားသမီးရောက်ရှိတဲ့ဖျားရှင်ကောင်းချီးပေးပါစေနောက်တစ်ခါဖျားသားသမီးရောက်ရှိတဲ့ဖျားရှင်ကောင်းချီးပေးပါစေဖျားသားသမီးရောက်ရှိတဲ့ဖျားရှင်ကောင်းချီးပေးပါစေအာမင်ယံကျေးဇူးတင်တဲ့ထိုင်လို့ရပါပြီကျွန်တော်တို့ Tuesday ညတိုင်းမှာမြန်မာစီစဉ်စီပါတယ်အခုဆိုလာမယ့်ပတ်စံတော့လူတိမဟုတ်တော့ဘူးပေါ့နော်အင်းရှင်ဖြစ်သွားပြီအာမင်အခုချိန်မှာကျွန်တော်တို့ဖျားအတွက်အကောင်းဆုံးသောပါဝင်မဲ့အချိန်ဖြစ်ပါတယ်အာမင်
高看背面读到了高，安南背面，你们给他们拉了没丢？没拉不喏？哦，没拉不说开练，啊，开练，阿鲁没得不喏？安南背吧，แต่今天มาไปกูโนชิมันพูยันตึดลัลปูลาละโอเคลัลปูเล็กเขาตัวบีรอจุดสวยอ่ะ 苏东这样，你多少钱？你多少钱？把别的给กูรู้กูชิมมันไปกูรู้เช่นดีกันนี่เช่นเราเทมาดิลูเป็นเล็บสมทุกคนเดี๋ยวตัวฉันกูรู้กูชิมเต็มไปกูรู้เช่นกูรู้กูผู้ก่อยผู้ยันโนรู้อยู่สงลาแค่เราอารมณ์นี่ไงมีอะไรรู้เรางูมากกูรู้เช่นเจ็บตาแปงคนจะไปทนารมว่าไปกันได้รู้ได้ยาวชีไตผมมาเลยกูรู้เช่นที่เท็ดตามก้าซาเตียนในยาตามก้ากูรู้เช่นที่ตาแปงคนที่ชอบไปทนารมว่าดีเราดีรู้เรางูมากกูสุดต้องนี่ข้ามาปาที่เราตาเราอยู่สุนามาเดี๋ยวไหนสุดต้องสกันไหนมากูรู้เช่นภาพยัดแค่ ကျွန်တော်လည်းထာဝရအသက်ဆိုတဲ့သချင်းနဲ့ဘုရားသခင်ကိုယ်တော်ချီးမွမ်းချင်ပါတယ်ရှင်ရှိတဲ့ယုံကြည်ပြီးလက်ခံ၍စိုးညစ်တဲ့ဝတ္ထေရာကိုယ်တော်သုံးပြုမယ်မြူနေလေးတွေတဲ့ပြုပွေးလို့သွားစီမယ်ဒီအလုံးစုံနိုင်တာဂျုံရှိတဲ့အတစေ
ရောက်စီတိုင်းမှာဘုရားရှင်ကောင်းချီးပေးပါစေ ဖျားရဲ့နိုင်ငံတော်မှာပါဝင်တဲ့ရောက်စီတိုင်းမတူညီတဲ့အသက်တာဖျားရဲ့အတူပါစီချင်းတော်လာကောင်းဘိတ်သိချင်းကောင်းချီးမင်္ဂလာဖျားရှင်ကောင်းချီးပေးပါစေအခုချိန်မှာကျွန်တော်တို့ဖျားနှုတ်ကပတ်တော်နောက်ထောင်ရမယ့်ချိန်ဖြစ်တယ်ဝိငါတော်မဲ့ဆရာခုပ်နဲ့အတုံးပြုမဲ့ဝိတန်ရှင်တော်ဝိနည်းတော်ကိုလက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်အာမင် အားလုံးမင်္ဂလာပါဒီလိုချင်းကောင်းအခွင့်ကောင်းပြင်ဆင်ပေးတဲ့ဘုရားရှင်ဘုန်းတော်ထင်ရှားပါစေရှေးဥစွာဆရာကြီးနဲ့အတူတကွသူနဲ့လှုပ်ဖို့ဆောင်ဖက်ဆရာမတင်သူတင်သားများအရောက်ချင်းစီတိုင်းကိုထူပဲကျေးဇူးတင်တယ်ဒီလိုချင်းကောင်းကိုဒီအစီအစဉ်ကိုဒီလိုမျိုးဘုရားရှင်ရဲ့အစီတော်ကိုခံရတဲ့ခွင့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ကျွန်တော်ဒီတစ်ခေါက်နဲ့ဆိုရင်ဒီပလင်ပေါ်မှာအစီခံရတာနှစ်ကြိမ်ပေါ့နော်2019တုန်းကနော်ဆရာမုံတတိယနိုင်ငံမှာတွားခင်တော့နော်ဝန်တာတယ်ကျွန်တော်မြို့တွေလည်းဒီတင်းတော်မှာရှိတယ်တချို့နော်ကျွန်တော်မြို့တွေလည်းရှိတယ်အခုကျွန်တော်နဲ့လိုက်ပါလာတဲ့တချို့လည်း6ယောက်လောက်နော်ကျွန်တော်မြို့တွေဖြစ်တယ်ကျွန်တော်အလာလမ်းမှာဆိုရင် ZCA မှာပါဝင်ကြပါလို့ကျွန်တော်လမ်းတစ်လျှောက်လုံးမှာပြောတယ်သူတို့စိတ်ဆိုးလားပျော်လားတော့မသိဘူးဆိုတော့ကျေးဇူးတင်တယ်ကျွန်တော်ဒီနေ့ပါပြောချင်လဲပါဟောချင်လဲဆိုတော့အဖက်ဩဝရအစာဆောင်ခန်းကြီး9ကျွန်တော်တတ်နိုင်တလောက်ပမာလို့ကျွန်တော်ဟောမယ်နောက်ဆုံးမှာချင်းစကားတွေထွက်လာရင်လဲနော်နားလဲပေးကြပါခန်းကြီး9အငယ်ဆက်ခွန်ထဲမှာထို့ကြောင့်တတိမရှိသောသူမဖြစ်ဖျားသခင်ဖျားဤအလိုတော်ရှိရာကိုပိုင်းခြား၍တည်တော်သူဖြစ်ကြလောတဲ့ကျွန်တော်တို့အတူတူကဖတ်ကြည့်ရမလားဖတ်ကြည့်ရအောင်နော်ထို့ကြောင့်ဒီနေ့တုံးထို့ကြောင့်တတိမရှိသောသူမဖြစ်သခင်ဖျားဤအလိုတော်ရှိရာကိုပိုင်းခြား၍တည်တော်သူဖြစ်ကြလောဟာလေလုယာဟာလေလုယာအပေါ်မှာ16မှာဗာပြောလဲဆိုတော့ယခုနေ့ရဲ့ကာလတို့ဒီစိုးရုပ်သောကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလောယခုအချိန်ကာလအခုချိန်ကျွန်တော်တို့အသက်ရှင်နေရတယ်ကျွန်တော်တို့တွာလာနေရတယ်အသက်ရှင်နေရတဲ့အချိန်ဟာအချိန်ကောင်းမဟုတ်ဘူးကောင်းတဲ့အချိန်မဟုတ်ဘူးတည်င်းစိုးတွေနဲ့ပြည်နေတယ်နော်ကောင်းတဲ့အချိန်မဟုတ်ဘူးတော်တော်ဆိုးနေတဲ့အချိန်ဖြစ်တယ်ဆိုတော့ဒီအချိန်ဟာရွေးနှုတ်ကြလောဆိုတော့ဘာလို့ဆိုလို့တလဲဆိုတော့ကဲကိုကဒီဆိုးနေတဲ့အချိန်ကာလအတဲမှာကိုကအချိန်ကောင်းအခွင့်ကောင်းကိုဘယ်လိုရနိုင်မလဲပေါ့ဥပမာကတရက်မှာကျွန်တော်တို့ကနိုင်အချိန်24နာရီရတယ်နော်24နာရီလုံးမှာကျွန်တော်တို့ဘယ်လိုအသက်ရှင်ရမလဲကျွန်တော်တို့ဒီလောကဟာဒီခေတ်ကာလကြီးဟာစိုးနေတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းဒီတိုင်းပဲခက်ကြီးနဲ့တွားနေအောင်မလားဒါမှမဟုတ်ကဲအချိန်ကမကောင်းဘူးကာလတွေကမကောင်းတော့ဘူးနေ့ရက်ဒီကတော်တော်စိုးနေပြီငါတနာရီပဲဖြစ်9မိနစ်ပဲဖြစ်ဖျားနဲ့အချိန်ယူမယ်ငါအမှုတော်ဆောင်မယ်ကွာငါဖျားအလိုတော်တခုခုငါဘယ်အပိုင်းမှာပဲဖြစ်ငါလုပ်မယ်ဆိုပြီးအချိန်ကိုရွေးပါတဲ့ redeem your time အချိန်ကိုရွေးပါပေါ့နော်ဆိုတော့ကျ
ကျွန်တော်တို့အများဖြင့်အချိန်ရွေးတာထက်ရှိနေတဲ့အချိန်ကောင်းအခွင့်ကောင်းကိုတော်တော်ဆိုးအောင်ကိုလုံနေတဲ့သူတွေပိုဖြစ်တတ်တယ်ဟုတ်တယ်နော်ဥပမာဖခင်ကကျွန်တော်တို့ကိုကျမ်းမာခြင်းပေးတယ်အဲ့ဒီကျမ်းမာခြင်းနဲ့အရက်တောက်လိုက်တယ်ဖခင်ကဆိုးတာမပေးဘူးကောင်းတာပေးတယ်ဆိုးတာကဘယ်သူလုပ်တာလဲကိုပဲလုပ်တာနော်ဆိုတော့ဖခင်ကဘုရားကျောင်းတွားဖြစ်အောင်နော်တွားနိုင်အောင်တွားအားအောင်ဘုရားကအချိန်ပေးတယ်ဒါပေမဲ့အလုပ်ကတော့ဘယ်လိုလဲ off day ယူတယ်အိမ်မှာတစ်ချိန်လုံးအိပ်ပလိုက်တယ်မဟုတ်ရင်ငုတ်တိုးရထိုင်ပြီး game ပဲဆော့နေတယ်ဆိုတော့ကျွန်တော်တို့အသက်တွေကလည်းကြီးတယ်ဆိုတော့ game ဆော့တာတော့နည်းနည်းရှုံအောင်နော်အယုံနဲ့တိတ်ပြီးကြည့်မကောင်းတော့ဘူးဆိုတော့အချိန်ကိုရွေးပါတဲ့ကျွန်တော်တို့ဒီခက်ကြီးမှာအချိန်ကိုရွေးပြီးတော့မှဖယားနဲ့စကားပြောရမယ့်အချိန်ဖယားနဲ့အချိန်ယူရမယ့်အချိန်ကျွန်တော်တို့ခုအသက်တာမှာဖယားရဲ့အလိုတော်အတိုင်းအသက်ရှင်ရဖို့ရန်အတွက်ကျွန်တော်တို့အချိန်ကိုရွေးရမယ်လို့ပြောတယ်သူဟာသူဖြစ်လာမယ်လို့မပြောဘူးရွေးကိုရွေးရမယ်နော်ဖယားကရွေးပေးမယ်လို့မပြောဘူးကိုဟာကိုရွေးရမယ်ဖယားကဆုတောင်းပါဆိုပြီးတော့မှဒူးထောက်အောင်ဖယားကဘယ်လိုလဲလက်ကနေဆွဲခေါ်မှမဟုတ်ဘူးကိုဟာကိုဒူးထောက်ပြီးဆုတောင်းဖို့ရန်အတွက်ကိုဟာကိုရွေးရမယ်ကဲငါဒီနေ့လာစာရတယ်ကွာဟိုဆိုင်တွားရအောင်ဆိုမဟုတ်ဘူးကွာငါအချိန်မရဘူးငါအခုတော့ဒီမိနစ်30လောက်တော့ဖယားနဲ့အချိန်ယူမယ်အဲ့လိုမင်းတို့အချိန်ကိုရွေးပါအချိန်ရွေးဖို့ဆိုရင်တန်ရှင်းသောဝိညာဉ်မလိုဘူးဘာလို့လဲကျွန်တော်ရဲ့ဆုံးဖြတ်ချက်လိုတယ်ဘာဖြစ်လို့ကျွန်တော်ရဲ့အသက်တာဟာဒီတိုင်းပဲအချိန်ကအယမ်းမြန်လာတယ်တော်တော်မြန်လာတယ်ဒါပေမဲ့အချိန်ကမြန်ဘယ်လောက်ပဲမြန်ကျွန်တော်တို့တိုးတက်မှုကျွန်တော်တို့ရဲ့တိုးတက်မှုကတော်တော်နှောင့်နှေးနေတာဖြစ်တယ်ဘာကြောင့်လဲကျွန်တော်တို့အချိန်ကိုမရွေးတာနော်အချိန်ကိုမရွေးတာပြဿနာကအဲ့ဒါလေဆိုတော့အချိန်ကိုရွေးပါဖခင်ကရွေးပေးမယ်မဟုတ်ဘူးတင်းတို့ဆရာကြီးကရွေးပေးမယ်မဟုတ်ဘူးဒီမှာ worship leader ဒီမှာရှိတဲ့အမှုတော်ဆောင်တွေကရွေးပေးမယ်မဟုတ်ဘူးကိုဟာကိုရွေးရမယ်ကိုဟာကိုရွေးရမယ်ပြီးတော့ဒီဆက်ခွန်မှာကျွန်တော်ဒီကနေ့မှာဒီညနေမှာတူတုတ်လေးအလူတော်ဆိုတဲ့အရာကိုကျွန်တော်ပြောချင်တယ်အလူတော်သခင်ဖျားကြီးအလူတော်ရှိရာကိုတဲ့သခင်ဖျားကြီးအလူတော်ရှိရာကိုပိုင်းခြား၍တည်တော်သူဖြစ်ကြလောတဲ့ဖျားသခင်ရဲ့အလိုတော်ကိုမတိဘဲနဲ့ဖျားသခင်ရဲ့အလိုတော်ဟာဘယ်ဟာမှန်းကိုဂယုတော်မဆိုင်ဘဲနဲ့ဒီတိုင်းပစ်ထားပြီးတော့မှထင်ရာဆိုင်ထင်ရာအသက်ရှင်တဲ့လို့မဖြစ်စေနဲ့လို့ပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူမှာလူနှမျိုးနှစ်စားရှိတယ်နော်ယုံကြည်သူမှာဖျားရဲ့အလိုတော်ကိုဖျားရဲ့အလိုတော်ဘာလဲဆိုတဲ့ယုံကြည်သူနဲ့ဖျားရဲ့အခွင့်တော်အောက်မှာအသက်ရှင်တဲ့လူကဲဒါဖျားပေးတဲ့အခွင့်ကောင်းပဲလေနော်ဖျားပေးတဲ့အခွင့်တော်အောက်မှာထင်ရာဆိုင်နေတဲ့ယုံကြည်သူအဲ့ဒီလူနှမျိုးနှစ်စားရှိတယ်ဆိုတော့ဒီနေရာမှာဘာပြောလဲဆိုတော့ထင်ရာမဆိုင်နဲ့ဖျားရဲ့အခွင့်တော်ဖျားရဲ့ပေးတဲ့အချိန်ဖျားကဒီဟာမလုံနဲ့လို့ဖခင်ကလက်ကိုပြန်ပြီးမဆွဲလို့လှုပ်လိုက်ရတာမျိုးမဟုတ်ဘဲနဲ့ထင်ရဆိုင်တာမျိုးမဟုတ်နဲ့ထင်ရလှုပ်တာမျိုးမဟုတ်နဲ့ဖခင်ရဲ့အလိုတော်ကဘာလဲဒါဟာဖခင်အလိုတော်လားဆိုတာဆိုတော့ဖခင်ကဘာဖြစ်လို့သူ့ရဲ့အလိုတော်ကိုတော်တော်လေးကိုအလေးနဲ့ထားတယ်လဲဆိုတော့အစကဘာအိုကအစကတည်းကဖခင်ကအရာခတ်တဲ့ကိုအလိုတော်အတိုင်းကိုဖန်ဆင်းတာဖြစ်တယ်ဖြစ်ကလေးစံဖျားကမလုပ်ဘူးနော်အလိုတော်အတိုင်းကျွန်တော်တို့လူသားတွေဆိုရင်ကဲအခုလူသားကိုဖန်ဆင်းတော့မယ်လူသားဖြစ်စေဆိုပြီးသူဒီတိုင်းဖြစ်စေလို့မပြောဘူးကောင်းကင်ဘုံမှာသူ conference အကြီးကြီးခေါ်တယ်ငါတို့လူကိုဖန်ဆင်းမယ်
ဘယ်လိုဖန်ဆင်းရမလဲဆိုပြီးသူတို့ conference အကြီးကြီးနော်ခေါ်တယ်နောက်ဆုံးမှာဘာဖြစ်သွားလဲကဲငါတို့ပုံတရံငါတို့နဲ့အတူတူကိုဖန်ဆင်းရအောင်ဆိုပြီးကျွန်တော်တို့ရဲ့ဖြစ်တည်ခြင်းဟာဖခင်ရဲ့အလိုတော်အတိုင်းကိုဖခင်ကဖြစ်စေတာဖြစ်တယ်ဟာလေလုယာဖခင်ရဲ့အလိုတော်နဲ့အစပြုတဲ့လူသားတွေဖြစ်တယ်ကျွန်တော်တို့ဖခင်ကသူ့အလိုတော်အတိုင်းသူ့ရဲ့စိတ်တိုင်းကြကိုဖန်ဆင်းတဲ့လူသားတွေဖြစ်တယ်ဟာလေလုယာဝတ်လို့မဖန်ဆင်းဘူးကွာမြောက်လို့မဖန်ဆင်းဘူးကွာဘယ်လောက်ပဲတူစေတမ်းမကြမ်းနဲ့နော်ကျွန်တော်တို့ကောင်းအလားပြင်လိုက်ရင်မြောက်နဲ့နည်းနည်းတူတယ်2019ကျွန်တော်လာတော့ကအခုကျွန်တော်တဲတဲ့ကျွန်တော်ငေလေးဟိုမှာတူနေတဲ့နေအိမ်မှာကျွန်တော်တို့ကျွန်တော်အမျိုးပဲတယောက်ကပြောလဲဆိုတော့သူဒီမလေးကိုမလာခင်တော့တငယ်ချင်းနေနဲ့တရိษံယုံမှာရှောင်းစွန်းယူမှာတွားတယ်တဲ့အိမ်ပြန်လာတော့သူ့အမေသူ့အဖွားကဘာဖြစ်လို့မင်းငါ့ကိုဘာမှမပြောဘဲနဲ့ဘာဖြစ်လို့အပြင်ရှောက်ထွက်တာလဲငါတော်ဆိုးရင်တဲ့စိတ်ပူတယ်ဘာငယ်ပြောတယ်သူဘာပြောလဲဆိုတော့ဖွားရေးစိတ်လျှော့ပါကျွန်တော်အလကားပြင်ထွက်တာမဟုတ်ဘူးတရိษံဥယျာဉ်ထဲတွားတာတဲ့အမဘာတော်လို့လဲဆိုတော့ကျွန်တော်မြုပ်နေလဲဓာတ်ပုံရိုက်ထားတယ်အဖွားရဲ့ကြည်အောင်ဒီမှာတဲ့သူ့အဖွားလဲသူ့ဖုံးကိုယူပြီးတော့ကြည်လဲကြည်ရောဘာပြောလဲဆိုတော့ဒါဆိုငါမိရေမင်းဘယ်ဟာလဲတဲ့ကျွန်တော်တို့ကဖျားဖန်ဆင်းတာကဒီလောကထဲမှာဒီကဘာကြီးပေါ်မှာရှိတဲ့တန်ဖိုးရှိတဲ့တန်ဖိုးအရှိဆုံးအရာတွေနဲ့တူအောင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့ကောင်းကင်ဘုံမှာရှိတဲ့သူ့ရဲ့တရံတော်အတိုင်းသူ့ရဲ့ဘုံတရံအတိုင်းကိုဖန်ဆင်းတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မို့လို့ကျွန်တော်ရဲ့တန်ဖိုးဟာဒီလောကမှာမရှိဘူးကွာကျွန်တော်ရဲ့တန်ဖိုးဟာဒီလောကမှာမရှိဘူးကျွန်တော်ရဲ့တန်ဖိုးဟာဖခင်ပေါ်မှာပဲရှိတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကျမ်းမာရေးဆိုတာဒီလောကီအပျော်ပါးနဲ့လဲရမလားတန်တလားနော်တန်တလားလဲရမလားမလဲရဘူးအတန်ဆုံးကဘာလဲဆိုတော့ဖယားနဲ့ပဲအတန်ဆုံးဖြစ်တယ်ဆုတောင်းခြင်းနဲ့ပဲအတန်ဆုံးဖြစ်တယ်အာမင်ဟာလေလုယာအလိုတော်ဖယားရှင်ရဲ့အလိုတော်ကိုဖယားရှင်အလိုတော်ဟာဘာလဲဆိုတာဒီအလိုတော်ဆိုတဲ့ဟာကကျွန်တော်တို့ကိုရှင်မတဲထဲမှာသခင်ယေရှုဖယားကသူဆုတောင်းနေတင်ပေးတဲ့နေရာမှာပဌနာတော်ထဲမှာပါတယ်။ဘာပြောလဲဆိုကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့ရဲ့ပါ။အဲ့နာပြီးတော့ကောင်းကောင်းနားထောင်လားလို့ပြီးတော့ပါလဲကိုရောဤနာမတော်အားယူတည်လေးမြတ်ခြင်းရှိပါစေတော်နိုင်ငံတော်တည်ထောင်ပါစေတော်အလိုတော်သည်ကောင်းကင်ဘုံ၌ပြည်စုံတကယ်သို့မြေကြီးပေါ်မှာလဲဟာလေလုယာဟာလေလုယာအလိုတော်ကောင်းကင်ဘုံမှာရှိတဲ့အလိုတော်ဟာဒီမြေကြီးပေါ်မှာထင်ရှားဖို့ဘုရားရဲ့အလိုတော်ဖြစ်တယ်အာမင်ကဲမြေကြီးဆိုတာအရန်ကြီးလုံးတယ်ဒါမှမဟုတ်မြေကြီးဆိုတာခဏလေးနဲ့ပျောက်ကွယ်သွားမယ်အရေးကြီးဆုံးကမြေကြီးကဘယ်တူလဲဆိုတော့တင်နဲ့ကျွန်တော်ဖြစ်တယ်မြေကြီးဆိုတာဟိုမှာမြေကွက်4-5ဧကထဲမှာဖျားရဲ့အလိုတော်ပြည့်စုံမယ်လို့ပြောချင်တာမဟုတ်ဘူးဒီကျမ်းပိုက်ကမြေကြီးကနေကျွန်တော်တို့ဟိုဖန်ဆင်းတဲ့မြေကြီးကနေဖြစ်လာတဲ့ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုကျွန်တော်ရဲ့အသက်တာထဲမှာအသက်တာအဖြစ်ဖျားရဲ့အလိုတော်ပြည့်စုံမယ်လို့ဆိုလိုတာဖြစ်တယ်ကဲကျွန်တော်တခုမေးချင်တယ်ကျွန်တော်တို့ဘယ်နေရာအပျော်ဆုံးလဲကျွန်တော်တို့ဘယ်နေရာအပျော်ဆုံးလဲစားတော့ဆိုင်လားဘာဆိုင်လား
KL ကောဆိုင်လားကဲဘယ်နေရာအပျော်ဆုံးလဲကျွန်တော်ပြောမယ်ခင်ဗျားတို့အရန်ဝိညာဉ်ဆန်လွန်းတယ်ကဲကျွန်တော်တို့လူသားတွေဟာဘယ်နေရာမှာအပျော်ဆုံးလဲဆိုတော့ကိုယ့်ရဲ့စန္ဒအတိုင်းဖြစ်တဲ့နေရာကိုယ့်ရဲ့အလိုတိုင်းစိတ်တိုင်းကြဖြစ်တဲ့နေရာမှာအပျော်ဆုံးဖြစ်တယ်ဟုတ်လားဟုတ်တယ်နော်အမျိုးသမီးတွေတော်တော်သူတို့သဘောပေါက်လိမ့်မယ်အင်ကြီးတော်မှလေဘယ်လောက်ပဲဈေးကြီးနော်ခုစိတ်တိုင်းကြမဟုတ်ရင်ပျော်လားမပျော်ဘူးသူတို့စပင်ကောက်တာဖြောင်းတာနော်စိတ်တိုင်းကြဖြစ်ပြီဆိုရင်ဖျားเจ้าနဲ့ထိုင်ရင်းနဲ့ကိုဒီလိုလုပ်နေတာတလားဘာလဲပျော်နေတာစိတ်ထဲမှာတစ်ချက်ဘာမှဘယ်ရာမှမရှိတော့ဘူးဒီဟာပဲရှိတယ်ကျွန်တော်တို့စိတ်အလိုဆန္ဒအတိုင်းကျွန်တော်တို့စိတ်မှာဖြစ်ချင်တဲ့ဟာနော်ရတဲ့ဖြစ်ရတဲ့အခွင့်ရတဲ့နေရာဟာကျွန်တော်တို့အပျော်ဆုံးနေရာဖြစ်တယ်အိုက်ဇက်ဘာပြောလဲငါစားမိန်တဲ့ဟင်းချက်ပေးပါတဲ့နော်ငါစားမိန်တဲ့ဟင်းချက်ပေးပါဒါဆိုရင်ဖျားရောဖျားပဲအချိန်မှာအပျော်ဆုံးလဲဘယ်နေရာမှာအပျော်ဆုံးလဲဘယ်သူ့အပေါ်မှာအပျော်ဆုံးလဲကဲပြောကြအောင်သဘောပေါက်ပြီသူ့အလိုတော်ပြည့်စုံတဲ့နေရာအပျော်ဆုံးဖြစ်တယ်ဟာလေလုယာဖျားပျော်ဆုံးတဲ့နေရာဟာတော်တော်ငါတို့အရန်အောင်မြင်တဲ့အချိန်အရန်အောင်မြင်တဲ့နေရာမဟုတ်ဘူးနော်ဖျားအောင်မြင်တဲ့နေရာဟာတကယ်ဘယ်လိုပြောမလဲဖျားလူအောင်မြင်တဲ့နေရာဆိုပါစို့ကျွန်တော်ပမာစကားပုံတော့မယ်ကျွန်တော်တို့လူသားတွေအောင်မြင်တဲ့နေရာကိုစိတ်တိုင်းကြဖြစ်တဲ့နေရာတိုင်းမဟုတ်ပဲနဲ့ဖျားကသူ့ရဲ့အလိုတော်ပြည့်စုံတဲ့အသက်တာဟာသူအယံကျက်စားခြင်းတဲ့အယံအတူရှိခြင်းတဲ့နေရာဖြစ်တယ်ဟာလေလုယာဆိုတော့တခါတလေကျရင်ကျွန်တော်တို့ကဖျားရဲ့စိတ်တော်ကိုတွေ့အောင်ဆိုပြီးတော့မှငါကျမ်းစာကြောင်းတက်မယ်ကွာနော်ဖျားမျက်နှာရှာမယ်ကွာငါဒီဂရီတစ်ခုပြီးတစ်ခုရမယ်ကွာကောင်းပါတယ်ဒါပေမဲ့ဖျားရဲ့အလိုတော်ဟာဘလောက်ပဲညံ့နော်ဘလောက်ပဲစာမတော်ဖြစ်နေပါစေအဲ့ဒီအပေါ်မှာမဟုတ်ပဲနဲ့ကျွန်တော်အသက်တာမှာဖျားရဲ့အလိုတော်ဟာဘာလဲလို့ကိုဟာကိုမင်းနေရင်းနဲ့အသက်ရှင်လျှောက်လန်းတဲ့အသက်တာဟာတော်လေးဖျားအတူပါရှိခြင်းတဲ့အသက်တာဖြစ်တယ်ဒီကနေ့အရောက်တိုင်းရဲ့အသက်တာဟာအဲ့လိုမျိုးအသက်တာဖြစ်ပါစေဆိုတော့ဖျားရဲ့အလိုတော်ဟာနံပါတ်1အနေနဲ့ဘာလဲဆိုတော့တိမောသေ1နော်တိနှစ်အငယ်လေးမှာလူသားရိုင်းဟာဘယ်လိုလဲကဲတင်ချင်းရဖို့ရန်အတွက်ဖျားကအလိုတော်ရှိတယ်တဲ့ဘာလို့အလိုတော်ရှိလဲကဲစဉ်းစားရအောင်ဘာဖြစ်လို့အလိုတော်ရှိတယ်လဲကျွန်တော်တို့ကဲတင်ချင်းရဖို့အတွက်ဖျားကဘာဖြစ်လို့အလိုတော်ရှိတယ်လဲဆိုတော့ကဲတင်ချင်းမရမချင်းကျွန်တော်တို့ဟာစာတန်ရဲ့အပိုင်ဖြစ်တယ်ဒါပေမဲ့ဆက်စဖျားကသူစဖန်ဆင်းတော့ကသူ့ရဲ့အပိုင်အဖြစ်သူ့ရဲ့အပိုင်ဖို့ဖျားကကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဟာအဲ့ဥယျာဉ်ကနေစာတန်ကကျွန်တော်တို့ကိုလူယူသွားတာဖြစ်တယ်လောကတိုင်းပေါ်မှာသခင်ယေရှုရဲ့အသက်တော်အဖြစ်ဖခင်ကကျွန်တော်တို့ကိုပြန်ပြီးတော့မှယူရတဲ့ဒီကဲတင်ချင်းကိုကျွန်တော်တို့ရတဲ့အခါမှာရတဲ့အချိန်မှာကျွန်တော်တို့ဟာဖခင်ရဲ့အပိုင်ပြန်ဖြစ်သွားတယ်ဆိုတော့
အရင်အတိုင်းပဲငကူအတိုင်းပဲဖယားကကျွန်တော်တို့ကိုပြန်လဲပြီးတော့မှပိုင်ဆိုင်ခြင်းလို့ကျွန်တော်တို့ကိုကယ်တင်ခြင်းရစေခြင်းသာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ပေါ်မှာအယံအနိုင်ကျင့်ခြင်းလို့မဟုတ်ဘူးကျွန်တော်တို့ကိုပိုင်ခြင်းလို့ကျွန်တော်တို့ကိုပိုင်ဆိုင်ခြင်းလို့ကျွန်တော်တို့ ਨੇ အချိန်ပြည့်ကျွန်တော်တို့ ਨੇ တဘဝလုံးဖယားကကျက်စားခြင်းလို့ကျွန်တော်တို့ကိုကယ်တင်ခြင်းရစေလိုတာဖြစ်တယ်ဟာလေလုယာဒါပေမဲ့ကျွန်တော်တို့ကအများဖြင့်ကယ်တင်ခြင်းတိတာနဲ့အလုံးကျင့်တတ်ကြတယ်နော်ဒါပေမဲ့တိတာနဲ့ရှိတာကမတူဘူးနော်တခါတလေကျရင်ဘာသာရေးအရန်ကိုင်းဆိုင်လုံးတာလဲကျွန်တော်တို့ကကယ်တင်ခြင်းရပြီလို့ထင်တတ်ကြတယ်ကျွန်တော်အသက်တာဆိုရင်တန်ရှင်းတယ်တရက်တုံးခါရီချိုးတယ်အရက်လည်းမတောက်ဘူးစီလေလည်းမတောက်ဘူးဘာမှမူရစီဝလုံးဝမလုပ်ဘူးလက်ဖိတ်တော့မတောက်ဘူးကွာအချွေတော့မတောက်ဘူးရေတန့်ပဲတောက်တယ်အရန်တန့်ရှင်းတယ်ကျွန်တော်2009မတိုင်ခင်တုန်းကကျွန်တော်ရဲ့တက်တာကျွန်တော်ဒုတိယမွေးချင်းကဲတင်ချင်းမရခင်တုန်းကကိုအရန်